Which ဆိုတဲ့လူကလေးစိတ်ထဲမှာပြိမိနေတာပတ်စံမရှိနိုင်ငံမရှိအိမ်ပြန်လို့လည်းမရတနေ့တော့သူ့မတော်တဆတတိထားမိသွားတယ်လေးစိတ်ထဲကလဲတစည်းကိုပြန်အပ်လိုက်ရင်25စင်ပြန်ရတယ်ဆိုတာသူ့အတွက်တော့အဲ့ဒီ25စင်ကအသက်ရှူလမ်းတစ်ခုလိုပဲနည်းနည်းကြတော့ဘဲကရလာမှမသိလဲ3စီးရလာတယ်ပြန်အပ်လိုက်တော့အကျေး3ပြအဲ့ဒီနေ့ကသူအချိန်အတော်ကြာဒီမှာပထမဆုံးဟမ်ဘာဂါတစ်လုံးစားနိုင်ခဲ့တယ်အရက်သာရလာပြီဆိုတော့ White ကလဲရီပိုရှားတက်လာတယ်အစားလဲဟမ်ဘာဂါကနေ set menu အထိဖြစ်လာတယ်သူထင်နေခဲ့တာကတော့လေးစိတ်ထဲမှာတော့အသက်ရှင်နိုင်ပြီလို့ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလေးစိတ်အကြီးက Frank က White ရဲ့လှူရှားမှုအားလုံးကိုကြည့်နေပြီဒါ Frank အထက် White ကစနစ်ထဲကအပေါက်တပေါက်အထင်းကုန်မဲ့အပ်နေတယ်ဒါကြောင့်ဒူးလေးပြန်အပ်တဲ့နေရာကိုအထူးတာဝန်ခံတယောက်ထားလိုက်တယ် White ရဲ့အသက်ရှူလမ်းအဲ့ဒီနေပဲပိတ်သွားတယ်ဘာကြောင့် Frank ကဒီလောက်ရက်ဆက်လဲဆိုတော့ White ကနိုင်ငံမရှိတဲ့လူတယောက်မနေ့တုန်းကပဲသူလေရင်ဆင်းပြီးချင်းတည်င်းစုကြားခဲ့ရတယ်သူ့နိုင်ငံမှာပြည်တွင်းစစ်ဖြစ်ကမ္ဘာအဆင့်မှာနိုင်ငံအဖြစ်မဲ့အတိအမှန်မပြုတ်တော့ဘူးဒါကြောင့် passport လည်းအလုံးမလုပ်တော့ဘူး visa လည်းမမှန်တော့ဘူးပတ်စံလောင်သုံးမရတော့ဘူးအိမ်လည်းမပြန်နိုင်လေစိတ်လည်းမထွက်နိုင်ဒါပေမဲ့ White ကမလွယ်ဘူးဘိုက်စားရင်အခမဲ့ biscuit အိမ်ရင်ကိုဟာကိုစောက်ထားတဲ့အိယာရေချိုးဖို့တော့နေရာရှာပြီးသားဒီနေ့တော့ Frank CCTV ထဲမှာမြင်လိုက်ရတယ် White က bathrobe ဝစ်ပြီးလေးစိတ်ခန်းမှာလှည့်နေတယ်ဒါက Frank အရှက်ကွဲစရာဘာလို့လဲဆိုတော့သူအကောင့်ခွန်ဌာနအကြီးအကဲတက်ဖို့အရေးကြီးဆုံးအချိန်ပဲဒါကြောင့် Frank က White ကိုလာတွေ့ပြီးလိမ်မာတဲ့အကြံတစ်ခုပေးလိုက်တယ်ဒီနေ့လေသူ7နာရီတကားဆောင်ပြောင်းချိန်မှာ9မိနစ်လွတ်တယ်အဲ့ဒီအချိန်ထွက်သွားလို့အင်္ဂရိမနားလေပေမဲ့ White ကအဓိကအဓိပဲကိုနားလေသွားတယ်အချိန်ရောက်တော့ Frank ကကင်မရာလေးကိုလှည့်ဖယ်ပေးလိုက်တယ်ဒါပေမဲ့ White ကမလှုပ်ဘူးဘာလို့လဲဆိုတော့သူကင်မရာကိုသတိထားမိလို့ Frank ကင်မရာကိုလှည့်ပေးလိုက်ချိန် White ကကင်မရာအောက်ကိုဝင်ပြီးမျက်နှာကိုတဲ့ထိုးပြလိုက်တယ်ဒီနီလား White တော့မလုံနိုင်ဘူးအခမဲ့ biscuit နဲ့တော့လူမဝတော့ဘူးအဲ့ဒီချိန်မှာအမျိုးသမီးတအောက်လဲဖြန့်အပ်လာပြီးဇက်လန်အစကအခွင့်အရေးကို White မြင်ခဲ့တာပါဒါပေမဲ့အခုတော့လှဲမရှိအစည်းခွဲတူပတ်စံမရှိအစည်းခွဲတူအစာမရှိဒါပေမဲ့ကန်ကမပစ်ထားဘူးဒီနေ့အစာပိုးတဲ့လူငယ်တယောက် White စီလာတွေ့တယ်